Hi မင်္ဂလာပါဒီ reading လေးကပေါ့နော်ကိုယ့်ရဲ့ ace ပေါ့နော် ace ကပြန်လာဖို့ရှိလားဆိုတာလေးကိုကြည့်ပေးထားတာပါတော်တော်များများကမေးထားတယ်ပေါ့နော် ace ပြန်လာဖို့ရှိလားလို့ဒီက idea လေးပေါ်လာတဲ့ video လေးလုပ်ပြသွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ ace ပြန်လာဖို့ရှိလားဆိုတာကိုဖိုင်းလေး၃ခုနဲ့လုပ်ပြပါမယ်ပြန်လာဖို့ရှိလားပေါ့နော်ဒီဖိုင်းလေးတွေကိုရွေးတဲ့အချိန်မှလည်းပေါ့နော်ကိုယ့်ရဲ့ဒီတစ်ဖက်လူပေါ့နော်ကိုပြန်လာဖို့မျှော်လင့်နေတဲ့တစ်ဖက်လူကိုတွေးပြီးတော့ရွေးပေးစီချင်ပါတယ်တစ်ဖက်လူကိုတွေးပြီးပါတစ်ဖက်လူရဲ့နာမည်ပေါ့နော်ဒါမှမဟုတ်တစ်ဖက်လူရဲ့ပုံစံပေါ့နော်တွေးပြီးတော့မှရွေးစီချင်ပါတယ်ဆိုတော့ is come back this is guidance to okay အဲ့တော့ဖိုင်ဝမ်လေးရဲ့ဖိုင်ဝမ်လေးအတွက်အရင်ရွှေ့လိုက်မယ်ပေါ့နော်ဒါဖိုင်ဝမ်ကိုယ့်ရဲ့ ace ပြန်လာဖို့ရှိလားပေါ့နော် please angel guidance to ဒါ5 2ကိုယ့်ရဲ့ ace ပြန်လာဖို့ရှိလား5 3ကိုယ့်ရဲ့ ace ပြန်လာဖို့ရှိလားဒီဗီဒီယိုကပေါ့နော်ဒါက general ဖြစ်တဲ့အတွက်လူတိုင်းနဲ့တော့ energy မကိုက်နိုင်ဘူးဒီဗီဒီယိုမြင်တဲ့သူတွေအများကြီးကဒီကိုရွေးလိုက်တဲ့ဖိုင်ရဲ့ result ကကိုလူတိုင်းကိုဖြစ်လာမယ်လို့လူတိုင်းကိုဖြစ်လာမယ်လို့တော့မထင်ဘူးပေါ့နော်အဲ့လောက်ကြီးလဲလူတွေအများကြီး energy ကိုက်နိုင်မှာမဟုတ်ဘူးအဲ့တော့လူတွေကိုဒီ fake hope တွေမပေးခြင်းဘူးပေါ့နော်ပြန်မလာကိုနဲ့ energy ကိုက်ချင်မှလည်းကိုက်မှာဆိုတော့ဒီဗီဒီယိုတွေကနေမှ energy ကိုက်နိုင်မဲ့သူလေးတွေကိုထပ်ပြီးတော့ choice လိုက်မယ်ပေါ့နော်အဲဆိုရင်အနည်းဆုံးတော့ဗီဒီယိုကြည့်နေတာအယောက်100ဆိုရင်ပေါ့နော်ဒီကိုနဲ့ energy ကိုက်မကိုက်ဘူးကိုအခုထပ် try လိုက်တဲ့ထဲမှာပါတဲ့သူလေးတွေကတော့ energy ကိုက်နိုင်ဖို့ပို့ပြီးတော့များမယ်ပေါ့နော်အဲ့တော့ဒီထဲကနေမှဒီဗီဒီယိုမြင်တဲ့ထဲကနေရမှထပ်ပြီးတော့ try လိုက်ပါမယ် okay okay ရပါပြီကဲအခုဒါလေးကတော့ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူလေးတီကိုအရင်ပြောမယ်ပေါ့နော်ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူလေးတွေကိုအရင်ဆုံးပြောပြပါမယ်ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့ဒီသူလေးတွေကပေါ့နော်ဒီကိုယ့်ရဲ့relationship က၄ဘက်ပေါ့နော်ဒါမှမဟုတ်လို့ရှင်၄ရက်ဒါမှမဟုတ်ရှင်၄လအတွင်းမှာပြတ်ခဲ့တဲ့သူလေးတွေပေါ့နော်ပြတ်ခဲ့တဲ့သူလေးတွေဆိုရင်တော့ဒီဟာကိုနဲ့ energy ကိုက်မယ်၄ပတ်၄ရက်၄ရက်၄ပတ်၄လအတွင်းပြတ်ခဲ့တဲ့သူလေးဆိုရင် energy ကိုက်ပါမယ်ဒါကကြတော့ကိုယ့်ရဲ့ ace ကပြန်လာမှာလားဆိုတော့ဒီဖိုင်ဝမ်လေးတွေကတော့ဒီကရဲ့ energy အရာတော့သူကပြန်လာဖို့ရှိရယ်ဒါပေမဲ့သူပြန်လာမှာကဘယ်လိုလဲဆိုတော့ကိုမျောလင့်ထားတဲ့အချိန်ထက်နောက်ကျပြီးမှပြန်လာမှာဥပမာဘယ်လိုအချိန်မျိုးလဲဆိုတော့ကိုကလက်တလုံးမှာသူမျောနေရပေါ့နော်ဒီမျောနေတဲ့သူပြန်လာမယ်ထင်တယ်ငါ့ကိုပြန်ဆက်သွယ်မယ်ထင်တယ်ဆိုတော့ကိုမျောနေတဲ့ကာလတစ်ခုကိုမျောလင့်ထားတဲ့ကာလတစ်ခုအဆုံးသတ်ပြီးမှတော့ပြန်လာမှာအဲ့တော့ပြန်လာမယ်ဒါပေမဲ့ကိုမျောလင့်တာထက်နောက်ကျပြီးမှပြန်လာမယ်ပေါ့နော်ဒီဖိုင်ဝမ်လေးတွေကဖိုင်2ကိုရွေးချယ်ထားတဲ့သူလေးတွေကကြတော့အခုဒီကိုယ့်ရဲ့ ace နဲ့ကိုနဲ့ကပေါ့နော်3ရက်ဒါမှမဟုတ်ရင်3ပတ်ဒါမှမဟုတ်ရင်3လအတွင်းမှာပြတ်ခဲ့တဲ့သူလေးတွေဆိုရင်တော့ဒီဖိုင်2ကကိုနဲ့ energy ကိုက်မယ် ace ကပြန်လာဖို့မမြင်ပါဘူးเนาะသူကပြန်လာဖို့မရှိပါဘူးဖိုင်2လေးတွေရဲ့ ace ကတော့လုံးဝပြန်လာဖို့မရှိပါဘူးเนาะဒါကတော့ Pine Tree ကိုရွေးချယ်ထားတဲ့သူလေးတွေပါ Pine Tree လေးကိုရွေးချယ်ထားတဲ့သူလေးတွေကကိုယ့်ရဲ့ X နဲ့ကိုယ်နဲ့က3ရက်ဒါမှမဟုတ်ရင်3ပတ်ဒါမှမဟုတ်3လအတွင်းမှာပြတ်ခဲ့တဲ့သူလေးတွေဆိုရင်တော့ကိုယ်နဲ့ပို့ပြီးတော့ energy ကိုက်ပါမယ်ဒီ Pine Tree ရွေးချယ်ထားတဲ့သူလေးတွေရဲ့ X ကလုံးဝပြန်မလာတော့ပါဘူးเนาะပြန်မလာတော့ပါဘူးပြီးတော့ကြတော့ဒီ Pine Tree ကိုရေးတဲ့ကာယကရှင်ကလည်းမကြာခင်ပေါ့เนาะကိုယ့်ရဲ့ဒီ near future ပေါ့เนาะကိုယ့်ရဲ့နီးတဲ့အနာဂတ်3လလောက်4လလောက်နေလို့ရှိရင်
ကိုကလည်းဒီအနေထားကနေပြီးတော့ move on လုပ်သွားနိုင်တာကိုမြင်နေပေါ့နော်အဲ့ဒီလူတယောက်ကိုအဲ့ဒီကိုယ့်ရဲ့ ex ကိုမိသွားနိုင်ပြီးတော့လူတစ်တယောက်နဲ့တွေးဆုံတာမျိုးတွေမြင်ပါတယ်ဒီ pine tree ကလောလောဆယ်မှာတော့ pine tree လေးတွေကတော်တော်လေးကိုခံစားနေရမယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ထပ်3လလောက်နေလို့ရှိရင်တော့လက်ထွက်သားနိုင်တဲ့ပုံစံမျိုးကိုဒီ pine tree မှာပဲတွေ့ရပေါ့နော်သူကိုမိသွားနိုင်တာပေါ့နော်ကျန်တဲ့ pine တွေမှာတော့အဲ့လိုမိသွားနိုင်တာမျိုးမတွေ့ဘူးအဲ့တော့ဒါလေးတွေကတော့X ပြန်လာမလားကြည့်ပေးထားတာပေါ့နော်ကိုနဲ့ energy ကိုက်တယ်လို့ထင်တယ်ဒါတော့စိတ်ဝင်စားလို့ personal reading လေးမေးချင်လို့ရှင်ဒါဟာထားတော့ page messenger မှာလာပြီးတော့မေးလို့ရပါတယ် booking တင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်